ကျန်းမာရေးချင်းဆိုတာကယောဂရှာဖွေကုသတဲ့နေရာမှာအခြေခံကြပြီးအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။တိုးတက်လာတဲ့နည်းပညာနဲ့အတူတတ်မှတ်ရိုက်တဲ့စပစ္စည်းနဲ့နည်းပညာတွေကလည်းပုံမှန်တန်တလာပြီးပါရဲ့ရှင်။ပုံမှန်တတ်မှတ်ရိုက်ခြင်းတဲ့ပိုပြီးဆော့ဆောင်နိုင်တဲ့ CM ဆက်တွေကလည်းစက်ရုံနိုင်အတွက်မရှိမဖြစ်လို့အပ်လာပြီးပါတယ်။ CM ဆိုတာကပုံမှန်တတ်မှတ်နေလို့ပိုရတဲ့ static image ကိုပဲထုတ်ပေးနိုင်တာမျိုးမဟုတ်ပဲ real time fluoroscopy လို့ခေါ်တဲ့ရွေလျားနေတဲ့ဓာတ်ပုံတွေကိုထုတ်ပေးနိုင်တဲ့စက်ပစ္စည်းကရိယာမျိုးပဲဖြစ်ပါရဲ့ရှင်။အလွယ်ကူဆုံးနည်းဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့တတ်မှတ် X-ray ဆိုတာကဓာတ်ပုံရိုက်တာနဲ့တူပြီးတော့ CM ကတော့ video တိုက်ရိုက်ကူတာနဲ့တူပါတယ်။ CM ကိုပုံမှန်အားဖြင့်အသုံးပြုလေးရှိတာကတော့ခွဲစိတ်မှုဒါမှမဟုတ်ကုသမှုပြုလုပ်နေစဉ်အတွင်းဥပမာအယိုခွဲစိတ်မှုတွေဦးနှောင်းနဲ့အာရုံကြောခွဲစိတ်ကုသမှုတွေနာကျင်မှုကိုတသားတဲ့ခွဲစိတ်ကုသမှုတွေနဲ့အစာရင်းနဲ့ဦးနှောင်းကြောခွဲစိတ်ကုသမှုတွေမှာ CM ကိုအသုံးပြုခြင်းအပြင်ပုံမှန်တိကျတည်ကြတဲ့ကုသမှုမျိုးကိုပေးနိုင်မှာဖြစ်ပါရဲ့ရှင်။ CM ကိုအသုံးပြုခြင်းကြောင့်ခွဲစိတ်မှုကြာခြင်းကိုလျော့ကျပေးခြင်းခွဲစိတ်ရာတွေပုံမှန်မြင့်မားတဲ့တိကျမှုကိုရရှိစေခြင်းလူနာရဲ့ဘေးကင်းလုံခြုံမှုရရှိစေခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာဖြစ်ပါရဲ့ရှင်။ခုဆိုရင်တော့ညီမတို့ရွှေတော်ဝင်းဖေးုံကြီးမှာဒီလိုကောင်းမွန်တဲ့ CM စပီတွေရောက်ရှိလာပြီးဖြစ်တဲ့အတွက်လူနာတွေရဲ့ကုသမှုမှာပုံမှန်ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ပြီဖြစ်ပါရဲ့ရှင်။ညီမတို့ရွှေတော်ဝင်းဖေးုံကြီးမှာဆရာဝန်ကြီးများနဲ့ဆွေးနွေးတိုင်ပင်ပြသရန်လည်းအောက်ပါဖုန်းနံပါတ်များတစ်ဆင့်ဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါရဲ့ရှင်။